Federal ဘယ်လိုဘဲကဲ့သို့မင်းသည်မြန်မာပြည်တွင်းကပြဿနာအရင်းမြစ်တွေအားလုံးကဘယ်ပေါ်မှာအခြေပြုနေပါသလဲအားလုံးကိုခြုံငုံပြီးပြောနိုင်တဲ့စကားလုံးကတစ်လုံးတည်းရှိပါတယ်အဲ့ဒါကတော့အကျိုးစီးပွားပဲဖြစ်ပါတယ်အကျိုးစီးပွားပရိပက္ခမှသည်အထွေထွေပရိပက္ခစီကိုဦးတည်သွားတဲ့ပုံစံပါအကျိုးစီးပွားလို့ပြောတဲ့နေရာမှာစီးပွားရေးကိုချုပ်ကင်နိုင်တဲ့အာဏာလုတ်ပိုင်ခွင့်ဟာအထူးအရေးကြီးပါတယ်တယံဇာတကျိန်စာတင့်နေသလားမြန်မာပြည်တွင်းကစီးပွားရေးလုပ်ငန်းကြီးတွေအားလုံးဟာတယံဇာတပေါ်မှာအခြေပြုပြီးကြီးထွားလာခြင်းဖြစ်ပါတယ်တစ်ထုတ်တယ်ကြောင်မြတ်တူးဖော်တယ်ကြောင်မီးသွေးတူးတယ်တက်ထုတူးတယ်ရေအားလျှက်စစ်ထုတ်တယ်ရွှေတူးတယ်အားလုံးသောစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာတယံဇာတဒူးဖော်ထုတ်လုပ်ရေးကဏ္ဍနဲ့တနည်းမဟုတ်တနည်းဆက်ဆက်ပတ်သက်နေသူတွေကြီးဖြစ်ပါတယ်အာနာမြေယာတယံဇာတနဲ့လုတ်ပိုင်ခွင့်တွေဟာအထွေထွေသောအကျိုးစီးပွားရေးအခြေပြုရာရင်းမြစ်ဖြစ်နေပါတယ်။တယံဇာတဒူးဖော်ထုတ်လုပ်မှုကဏ္ဍဟာစီးပွားရေးအုပ်စုကြီး၃စုနဲ့ချိတ်ဆက်တည်ဆောက်ခြင်းခံထားရပါတယ်။နံပါတ်1စစ်စီးပွားရေးနံပါတ်2ခရိုနီအရင်းရှင်စနစ်နံပါတ်3အပြစ်ခတ်ရက်စဲရေးအရင်းရှင်စနစ်ဒီသုံးခုဟာတယံဇာတအရင်းမြစ်ပေါ်မှာအခြေတည်ထားတဲ့စီးပွားရေးအုပ်စုကြီး၃စုဖြစ်ပါတယ်။အဲ့ဒီတဲကစစ်စီးပွားရေးနဲ့အပြစ်ခတ်ရက်စဲရေးအရင်းရှင်စနစ်တွေဟာလက်နက်နဲ့ဒနာဥစ္စာချိတ်ဆက်ထားတဲ့အဆက်အဆက်ဖြစ်ပါတယ်။ခရိုနီအရင်းရှင်စနစ်ကတော့လုံပိုင်ခွင့်အာဏာရသူနဲ့အကျိုးတူစီးပွားတိဆောက်ထားတဲ့ပုံစံဖြစ်ပါတယ်။ပြည်တွင်းစစ်သက်ဆိုးရှည်တဲ့မြန်မာနိုင်ငံမှာအပြစ်ခတ်ရက်စဲရေးအရင်းရှင်စနစ်ဖြစ်ထွန်းပါတယ်။စစ်ဆိုးရလက်အောက်မှာနှစ်ပေါင်း60လောက်ကြာရောက်ခဲ့တဲ့မြန်မာနိုင်ငံမှာစစ်စည်းဝါးရေးဖြစ်ထွန်းပါတယ်။စစ်စည်းဝါးရေးဖြစ်ထွန်းခြင်းကြောင့်စစ်တပ်ပိုင်စည်းဝါးရေးလုပ်ငန်းတွေဟာနေရာအနှံ့ကဏ္ဍပေါင်းများစွာမှာခြေကုပ်ယူပြီးကုတ်သွေးစုပ်ခံထားရပါတယ်။1990ခုနှစ်နောက်ပိုင်းမြန်မာပြည်မှာခရိုနီစည်းဝါးရေးတဟုန်တိုးပေါ်ပေါက်လာပါတယ်။ဈေးကွက်စည်းဝါးရေးခေါင်းစဉ်တက်ဈေးကွက်ကိုနေရာပေးပြီးအသက်ရှူပေါက်ချောင်စေဖို့လုပ်ခဲ့ပါတယ်။မြန်မာစစ်တပ်ကိုခရိုနီစီးပွားရေးသမားတွေကတစ်ဖက်လက်နဲ့ငွေရှာပေးပါတယ်။မြန်မာစစ်တပ်ကိုငွေရှာပေးလို့သူတို့လည်းအကျိုးဖြစ်ပါတယ်။ထို့နောက်စစ်ဗိုလ်ချုပ်တွေရဲ့တဦးချင်းအကျိုးစီးပွားတွေကိုပါထမ်းဆောင်ပေးရတဲ့ခရိုနီတွေဖြစ်လာပါတယ်။ဒီလိုနဲ့စစ်ဗိုလ်တွေဟာတဖြည်းဖြည်းချမ်းသာကြွယ်ဝလာကြတယ်။တယံဇာတပေါ်မှာကုတ်သွေးစုပ်တာကိုလက်နက်နဲ့ငိမ့်ချမ်းရေးလဲလှယ်ထားတဲ့လက်နက်ကင်ဖွဲ့တွေကလည်းလုပ်ပါတယ်။မြန်မာစစ်တပ်နဲ့စစ်ကောင်းဆောင်တွေကလည်းလုပ်တယ်။ခရိုနီတွေကလည်းလုပ်တယ်ဒီလိုနဲ့မြန်မာပြည်ဟာတယံဇာတကျိန်စာတင့်နေပါတယ်အာနာရှင်လည်းတက်ဆိုးရှင်နေတယ်ပြည်ရင်းစစ်လည်းမပြီးစီးဘူးပေါ့မြန်မာလူဖွဲ့စည်းတွင်းမှာဒနာဥစ္စာခွဲဝေမှုဟာတစ်ဖက်ဆောင်နေဖြစ်နေပါတယ်ပြည်သူကမွဲနေတယ်လူတစုကလုတ်ပိုင်ခွင့်နဲ့အကျိုးစီးပွားကိုလက်ဝဲကြီးအုပ်ထားပါတယ်အထွေထွေပရိပက္ခအခြေအနေအရရက်ဟာမြမလူဖွဲ့စည်းတွင်မှာပရိပက္ခ၃ရပ်ကိုမွေးထုတ်ပေးပါတယ်။နံပါတ်1နိုင်ငံရေးပရိပက္ခနံပါတ်2လက်နက်ကင်ပရိပက္ခနံပါတ်3လူမျိုးစုပရိပက္ခဒနာဥစ္စာခွဲဝေမှုမညီမျှခြင်းနဲ့အာဏာလုပိုင်ခွင့်လက်ဝက်ကြီးအုပ်ထားခြင်းခံရတဲ့မြမပြည်မှာနိုင်ငံရေးပြဿနာတွေဟာပွားထနေပါတယ်။နိုင်ငံရေးပြဿနာတွေကိုလက်နက်နဲ့ဖြေရှင်းကြတဲ့အခါလက်နက်ကင်ပရိပက္ခပါထပ်တိုးပေါ်ပေါက်လာပါတယ်။လူတစုလူတစ်ဖွဲ့လူမျိုးတစ်မျိုးတဲကပဲအထွေထွေလုတ်ပိုင်ခွင့်အာဏာအလုံးကိုလက်ဝက်ကြီးအုပ်ချဲလဲထားတဲ့အခါလူမျိုးစုပြဿနာပါပေါ်ပေါက်လာပါတယ်။တိုင်းရင်းသားတန်းတူညီမျှရေးအတွက်ရုန်းကန်ကြိုးစားတယ်။ဒီတော့နိုင်ငံရေးပရိပက္ခလက်နက်ကင်ပရိပက္ခဟာပို့ပြီးတော့အပြန့်ကျဲလာပါတယ်။မြန်မာပြည်တွင်းကပြဿနာတွေအလုံးကြီးလိုက်ရင်နိုင်ငံရေးပရိပက္ခလက်နက်ကင်ပရိပက္ခနဲ့လူမျိုးစုပရိပက္ခတွေကနေထုတ်လုပ်လိုက်တဲ့နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေကြီးဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီအတွက်အဖြေရှိပါသလား။ကုထုံးရှိပါသလား။ရှိတယ်လို့ဖြေရပါမယ်။အဲ့ဒါကတော့ Federal စနစ်တိဆောက်ရေးတာဖြစ်ပါတယ်။ Federal စနစ်Federal စနစ်ကိုလိုရင်းအနှစ်ချုပ်ရရင်အချက်၃ချက်ပဲရှိပါတယ်။နံပါတ်1အာဏာခွဲဝေရေးနံပါတ်2တယံဇာတခွဲဝေရေးနံပါတ်3အခွန်ဘဏ္ဍာခွဲဝေရေးဒီ၃ချက်ဟာ Federal စနစ်ရဲ့လိုရင်းအနှစ်ချုပ်ပါပဲအာဏာကိုဘယ်လိုခွဲမလဲတယံဇာတကိုဘယ်လိုခွဲမလဲအခွန်ဘဏ္ဍာကိုဘယ်လိုခွဲဝေသုံးစွဲမလဲ
Federal စနစ်ကိုပြပြဝဝအသက်သွင်းဖို့အလိုအဆုံးကတစ်ခုတည်းပါပဲအဲ့ဒါကတော့တန်းတူညီမျှမှုပါပဲလူမျိုးကြီးလို့အုပ်စုကြီးလို့ပိုယူထားတာမျိုးလုံးဝလုပ်လို့မရပါဒါဆိုရင်တန်းတူညီမျှမှုမျှခြေပြည့်ပြီးတန်းတူညီမျှမှုမရှိရင်အာဏာခွဲဝေမှုတရားဇာတခွဲဝေမှုနဲ့အခွန်ဘာနာခွဲဝေမှုမှာလည်းဘယ်တော့ခါမှမမျှတာတော့ပါဘူး Federal Democracy Brain ကိုဝိုင်းဝန်းဆွေးနွေးကြတာဒီကိစ္စတွေအားလုံးပြည်လည်စေဖို့ဖြစ်ပါတယ်ဘယ်အာဏာကိုဘယ်လိုခွဲချမ်းမလဲဘဟုအစိုးရနဲ့ပြည်내အစိုးရကြားအာဏာခွဲဝေမှုကိုဘယ်လိုလုပ်မလဲတရားဇာတကိုဘယ်လိုဝေချမ်းကြမလဲအခွန်ဘာနာခွဲဝေရေးကိုလုပ်ဖို့အတွက်ဘာနာရေး Federal စနစ်တွေအသေးစိတ်လုပ်ကြရမှာပါ Federal တက်ဒီဆောက်ရေးနိုင်ငံရေးအရာတန်းတူညီရင်လူမျိုးရေးမှာလည်းတန်းတူညီမယ်နိုင်ငံရေးပြဿနာပြည်လည်ရင်လက်နက်ကင်ပရိပက္ခကိုဆွေးနွေးအဖြေထုတ်နိုင်မယ်လူမျိုးရေးပြဿနာနဲ့လက်နက်ကင်ပရိပက္ခကိုသားကြောဖြစ်နိုင်ရင်နိုင်ငံရေးပြဿနာတော်တော်များများပြည်လည်သွားပါမယ်အဲ့ဒီခါမှာလုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကိုလုပ်နိုင်လိမ့်မယ်လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကိုလုပ်နိုင်ရင် Federal တက်ကိုတည်ဆောက်နိုင်မယ် Federal တက်ကိုဘယ်လိုပုံနဲ့စုဖွဲ့မယ်ဆိုတာကတော့ဒီဇိုင်းကိစ္စဖြစ်ပါတယ်အဲ့ဒါကနီးနာကိစ္စဖြစ်တယ်လို့နိုင်ငံရေးအရာသက်ဆိုင်ရာအင်အားစုတွေရဲ့လိုအင်နဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ်လက်နက်ဖြတ်သိမ်းရေးလုပ်ဖို့နိုင်ငံရေးအရာအမြင့်မားဆုံးသောယုံကြည်မှုရမထားရင်မဖြစ်နိုင်ပါလက်နက်ဖြတ်သိမ်းရေးပြီးရင်တော့တက်တွေဖြတ်သိမ်းမယ်ထို့နောက်ပြန်လည်ပေါင်းစည်းရေးတွေလုပ်မယ်ဖက်ဒရယ်တက်ကိုနေရာထိုင်ခင်းတစ်တွေနဲ့ပြန်လည်နေရာချထားတိဆောက်တက်ဆင်ကြမယ်ဒါတွေအားလုံးဟာမလွယ်ကူပါဘူးနိုင်ငံရေးပြဿနာနဲ့လူမျိုးစုပရိပက္ခကိုလိတ်ခဲတဲလဲတွေနဲ့စလိုက်လို့မရပါအဲ့ဒီလိုဆိုရင်တော့အစကတည်းကရင်တကိုးလို့ပြောရမလို့အစကနအုံးမှာတင်အကွဲပြဲနဲ့ကြုံမယ်မလွယ်ကူပါဗလာလက်ကမကျင်နဲ့လို့အမုန်းတရားကတိုက်တွန်းလို့လက်နက်ကင်ကောက်ကင်လိုက်ရတာလွယ်ပါတယ်ဒါပေမဲ့ကင်ထားပြီးတဲ့လက်နက်ကင်မူလနေရာမှာပြန်ချထားနိုင်ဖို့တော့မလွယ်ပါအထူးသဖြင့်လက်နက်ကင်ပရိပက္ခသက်ဆိုးရှည်တဲ့မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာလုံးဝမလွယ်ကူပါလက်နက်ရဲ့အရာသာကိုတည်သွားကြပြီလေလွယ်ဖို့ခတ်သွားပါပြီလက်နက်နဲ့လုတ်ပိုင်ခွင့်ကိုတွဲဖက်နားလည်သွားပါပြီတမန်ခက်ခဲသွားပြန်ပါပြီမယုံကြည်မှုပါတိုးလာရင်တော့လက်နက်ကိုပဲဆက်လက်စုပ်ကင်ထားကြပါလိမ့်မယ်လက်နက်နဲ့ဂျိုးစီဝါကိုရှာဖွေတတ်တဲ့ညင်ဟာပျောက်ဖို့ခဲရင်ပါတယ်မြန်မာပြည်မှာလက်နက်နဲ့စီဝါရှာတာအကျင့်လိုဖြစ်သွားပါပြီဒီတော့ဖြောက်ရခတ်သွားပြီပေါ့ဒေါ်လာရေးအောင်ခဲ့လို့ဒေါ်လာရေးအလွန်ကာလရောက်ခဲ့တယ်ဆိုရင်တောင်အင်အားစုအသီးသီးကိုနိုင်ငံရေးရပြန်လဲစူးစီးပြီးတော့ Federal တက်တိဆောက်ဖို့ဟာအခက်တကအခက်ဆုံးအလုပ်တွေကတခုဖြစ်လာပါလိမ့်မယ်ခမညာ